အားလုံးပဲမင်္ဂလာပါမိုးမိုးရင်ဂျပန် channel ဘလော့လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့က Super Sunday ဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်ရင်လေးမှာမိုးဟင်းကားလေးချက်စားမယ်မိုးဟင်းကားအရှိလေးရတယ်ညရချက်ထားပြီးပေါ့နော်ခုကတော့ကြော်လေးရယ်ဘူးတီကြော်လေးနဲ့ကျက်သွန်ကြော်လေးကိုမနက်ကျမှကြော်တာပေါ့နော်မုတ်ဖက်လေးကလည်းမနက်ကျမှလုပ်တာပါမိုးဟင်းကားက ready made လုံးဝမဟုတ်ပါဘူးကိုယ်တိုင်ကိုချက်ထားတာပါဒီနေ့က special guest မလေးကိုလည်းခေါ်ရပါတယ်ခုတော့ရောက်လာပါပြီညီမလေးကအလုံးနဲ့လည်းတူတူပဲအိမ်သားမှာလည်းအိမ်နဲ့လည်းနီးတယ်ပေါ့နော်ညီမလေးကဘာလေးယူခဲ့လဲဆိုတော့ငဖယ်နဲ့ရုပ်သီးမုံလေးယူခဲ့တယ်ပေါ့နော်အခုတော့စားဖို့ပြင်ဆင်လိုက်ပါအောင်မယ်ဒါလေးကတော့ငဖယ်ရဲ့ညီမလေးယူခဲ့တဲ့ဟာလေးပေါ့နော်ငဖယ်လေးရဲ့ပေါ်ကြတော့ကိုယ်တိုင်ကြော်ထားတဲ့ပူတီကြော်နဲ့ကျက်သွန်ကြော်လေးထည့်တယ်ပေါ့နော်အိမ်နီးတဲ့အတွက်ကြောင့်မို့လို့ညီမလေးကတစ်ခါလေးကြိုက်လာစားတယ်ပေါ့နော်ပြီးတော့ငဖယ်လေးလည်းစားချင်တာနဲ့အတော်ပဲယူခဲ့ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဘူးတီကြော်နိုင်ချင်တယ်ပေါ့နော်မြများလေးနဲ့ထည့်ပြီးတော့မုံလေးလေးကလည်းနည်းနည်းလေးပေါ့နော်မီးလေးနဲ့တည်ထားကြာသွားတဲ့အတွက်ကြောင့်နည်းနည်းပြုတ်သွားတယ်ပေါ့နော်ဒါမဲ့ကောင်းပါတယ်ရှင်းကြိုက်ပါတယ်ကိုချက်ကိုကောင်းပါပြည့်လေးပါခုတော့စားဖို့ပြင်ဆင်လိုက်ပါအောင်မယ်ပေါ့နော်ပြပတ်လေးကိုလည်းရိုက်တယ်ပေါ့နော်ရိုက်ပေးတယ်ညီမလေးကိုလည်းကျေးဇူးတင်ပါတယ်ဒါကြောင့်လက်ဖက်လေးရောပဲပေါ့နော်ညီမလေးစားဖို့လက်ဖက်လေးလုပ်ထားတယ်ဒါပေမဲ့ညီမလေးကလက်ဖက်မစားဘူးတဲ့အဲ့ဒါကြောင့်ကိုယ့်ဘာကိုယ်ပဲစားလိုက်ရပါတယ်ခုဆိုရင်တော့ကျမပါပေါ့ဒါလေးကတော့ romantic ဆက်ဆံပေါ့နော်ခဲဒိတ်လေးပါပေါ့ဒီကဒိတ်ကြတဲ့မိလေးပေါ့နော်စားပါတယ်ရှင်နူးချမ်းလေးလည်းတောက်တယ်ပေါ့နော်ရှင်နူးချမ်းလေးကတော့ဟိုပါပေါ့တရုတ်စီးသီးလေးနဲ့ထည့်ပြီးတော့ရှင်နူးချမ်းလေးထည့်တောက်တော့ပေါ့နော်တော်တော်ကောင်းမွေးပြီးတော့လက်ဖက်6လေးရလေရှင်နူးချမ်းလက်ဖက်6လေးရလေကောင်းရင်းမွေးဆိုတော့လေတော်တော်လေးကိုလိုက်ဖတ်ပါတယ်တော့စားကောင်းတယ်ပေါ့နော်ညီမလေးကလည်းစားကောင်းတယ်တဲ့အဲ့အတွက်ကြောင့်နောက်တစ်ခေါက်လည်းချက်ကျွေးပါမယ်ပေါ့နော်ခုဆိုရတော့စားလိုက်စကားပြောလိုက်ပေါ့နော်ညောင်လုံးအောင်မုံကတခါတလေစားလို့လာမသိဘူးပေါ့နော်အရန်စားကောင်းပါတယ်ခုတော့စားပြီးပါပြီညောင်လုံးကတော့နေစလေးတောက်ကောင်းတဲ့အတွက်ကြောင့်တောက်လိုက်စကားပြောလိုက်ပါမုကလည်းစားလိုက်ပြောလိုက်ဒီနေ့ကတော့တော်လေးကို relax ဖြစ်သွားတယ်ပေါ့နော်ခါတလေတော့လေနေချင်းလေးတွေနေပေါ့နော်အဲ့လိုမျိုးလေးညပြောဖို့ကောင်းပါတယ်အားလုံးပဲတတပါနောက် channel လေးမှာပြန်တွေ့မယ်နော်